မင်္ဂလာပါတသမီးလေးတို့ရေဆီယမအချူတိတ်မန် channel လေးကနေကြိုဆိုလိုက်တယ်နော်ဒီနေ့မှာတော့ဆီယမကတသမီးလေးတို့အရွယ်ကျောင်းသူကျောင်းသားလေးတွေနေ့စဉ်တစ်နေ့တာမှာလှုပ်ဆောင်တဲ့အချက်ကလေးတွေကိုရေးသားထားတဲ့သူငယ်တန်းဖတ်စာအုပ်ထဲကလူကလေးရဲ့တစ်နေ့တာဆိုတဲ့သင်ခန်းစာလေးကိုဆီယမဆိုပြသွားမယ်နော်သမီးလေးတို့လိုက်ကြည့်နော်စောစောထတွားတိုက်မျက်နှာတစ်အိယာသိမ်းအစာစားပလုတ်ချင်းအဝတ်လဲကြောင်းသွားကြောင်းပြန်မိဘကူကစားရှေချိုးညစာစားစာကြည့်တွားတိုက်အိယာဝင်းနောက်တစ်ခေါက်ပြောပြမယ်နော်စောစောထတွားတိုက်မျက်နှာတစ်အိယာသိမ်းအစာစားပလုတ်ချင်းအဝတ်လဲကြောင်းသွားကြောင်းပြန်မိဘကူကစားရေချိုးညစာစားစာကြည့်တွားတိုက်အိယာဝင်းတသမီးလေးတို့ဟောဒီလူကလေးရဲ့တနေ့တာအတိုင်းလိုက်လို့ဖြစ်ကြလားတသမီးလေးတို့ဟောတနေ့တာမှာဗာလေးတွေလုပ်လဲဆိုတာကိုဆီယမဗီဒီယိုလေးရဲ့ comment အောက်မှာရေးသွားအောင်နော်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းကြပြလေးတွေသင်ခန်းစာလေးတွေနဲ့အတူတူဆီယမပြန်လာခဲ့မယ်နော်